အခုကျတော့ရှေ့ကိုပေါ့နော်ရှေ့ချမ်းလည်းဒီမှာlist လေးနဲ့နော်ဆက်ပြီးသွားပြီအဲ့လိုနောက်ချမ်းလည်းပဲဆက်ပြီးသွားပြီအဲ့ခါမှာအင်ဂျီပုံစံလေးကဒီပုံစံလေးဖြစ်လာပြီပေါ့နော်အဲ့တော့လေခေါင်းစုပ်လေးရသွားပြီနော်ခေါင်းစုပ်လေးရသွားပြီဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါတော့အခုခါဆက်ပါမယ်ခါဆက်ပါတော့မယ်ခါဆက်ဖို့အတွက်ခါအောက်ချမ်းကိုအောက်ကိုဆက်ပြီးတော့သွားဖို့အတွက်ပတ်တန်ဝင်မှုအတွက်အရင်ဆုံးextra တော့တိုင်ရှည်လေးဆွဲရပါမယ်တိုင်ရှည်လေးတွေပေါ့နော်တိုင်ရှည်လေးနဲ့ပတ်တန်ရဲ့ base ဝင်အောင်လို့အရင်ဆုံးတိုင်ရှည်လေးထိုးရပါမယ်အဲ့တော့ဒီပုံလေးမှာကြည့်မယ်ဆိုလို့ရှိရင်သူကဒီမှာအခြေလေးမှာတိုင်ရှည်လေးတွေအရင်ဆွဲလိုက်မယ်ပြီးသွားပြီဆိုတော့မှအောက်ကနေပတ်တန်ဝင်မှုထပ်ပြီးတော့ထိုးရမှာပေါ့နော်အဲဒါကြောင့်အခုဆရာတို့တိုင်ရှည်လေးစပြီးတော့ထိုးပါမယ်သူအတက်ဘက်ချမ်းကပဲပြလိုက်မယ်နော်အတက်ဘက်ချမ်းကိုပဲယူပြီးတော့တိုင်ရှည်စပြီးတော့ထိုးပါမယ်အဲ့ဒီစထိုးတဲ့အချိန်မှာသူ့ရဲ့ပတ်တန်က18ခုကွက်ရှိတယ်18ခုကွက်ရှိရဆိုတော့ကျတို့အခုဒီမှာဒီအလှည့်ရလိုက်ဖြစ်သွားပြီပေါ့နော်အလှည့်ရလိုက်ဖြစ်သွားတဲ့အခါမှာအခုဒီလိုမျိုးတကွက်စာကိုတိုင်ရှည်3တိုင်ဝင်အောင်ထိုးနိုင်လို့ရှိရင်54ချောင်းထွက်ပါမယ်50နဲ့တိုင်ရှည်54ခုထွက်မယ်ပေါ့နော်တိုင်ရှည်54ခုထွက်မယ်ဆိုလို့ရှိရင်အခုဒီမှာ4ချမ်းဖြစ်မှာဟုတ်ဒီမှာဒီက54ခုဒီဘက်ချမ်း54ခုနောက်နောက်ကလည်း54ခုအဲ့လိုမျိုးဝင်မယ်ဆိုလို့ရှိရင်အလုံးပေါင်းပေါ့နော်တစ်ခု54ခုဆိုလို့ရှိရင်ပတ်တန်ဘယ်နှခုဝင်လဲဆိုတော့4ခုဝင်တယ်နော်sorry 3ခုဝင်တယ်18 3 54ဆိုတော့3ခုဝင်တယ်အဲဆိုတော့ဒီလိုမျိုးတစ်ချမ်းပေါ့နော်အရှိတစ်ချမ်းအရှိရဲ့ဒီလိုတစိမ့်ဆိုလို့ရှိရင်လည်းပန်းမွေ3မွေစာဝင်မယ်ဒီဘက်က3မွေစာဝင်မယ်နောက်ကလည်း3မွေစီဆိုတော့အလုံးပေါင်း12ပွင့်ပေါ့နော်ပန်းမွေ12ပွင့်ပတ်တန်ဝင်မယ်အဲကြောင့်အဲ့ပုံစံလေးအတိုင်းပတ်တန်လေးဝင်အောင်လို့ဆရာတို့ကခုလိုဒီလိုနေရာလေးတွေတနေရာချင်းစီကိုနော်တစ်ခွက်ချင်းစီကိုတိုင်ရှည်3ခုနဲ့3ခုဝင်အောင်54ခုရအောင်လို့ဒီတစ်ချမ်းပေါ့ဒီထိပေါ့နော်ဒီထိမှာ54ခုရအောင်လို့ဆရာတို့ချိန်ပြီးထိုးပါမယ်နော်အဲ့မှာပတ်တန်လေးဝင်မှာမဟုတ်လို့ပါအဲ့ကြောင့်ခုဒီမှာပထမအဆုံးနေရတိုင်ရှည်စပြီးတော့ထိုးမယ်ဆိုလို့ရှိရင်ခုဒီ3ခုတက်မယ်နော်ဒီချီလေးတွေပါတိမ့်ပြီးထိုးလိုက်ရင်ချီအပြန်ကိုပြင်မထွက်တော့ဘူးပေါ့နော်အလုံးလေးဖြစ်အောင်ဒီနဲ့တောင်းကိုမချီလေးမခဲမယ်ပြီးဒီနောက်လာပြန်ဆက်မှာပေါ့နော်ဆိုရင်တိုင်ရှည်တစ်တိုင်နှစ်တိုင်3တိုင်ဒီတစ်ပွဲအတွက်3တိုင်နော်နည်းလေးအခြေထိုးမှလည်းပြီးရင်နောက်တစ်ပွဲဒီနေရာအတွက်ပဲဟိုပဲအဆင်ပြေသလိုထိုးလို့ရပါတယ်အကွက်လေးဝင်အောင်ခြေလေးလှအောင်လို့ဆိုရင်ချိန်ပြီးတော့ကိုယ့်ရဲ့အနားတက်ကလေးတွေကိုချိန်ပြီးတော့ထိုးပေါ့နော်ဒီနေ့တော့ချာကိုစေစတဲ့စနေ
တနေရာမှာ3ခုစီထိုးခဲ့ရနော်30တော့ဆိုလိုက်လို့3ခုပဲထိုးမယ်31 32 33နောက်ဒီနေရာမှာ3ခု34 35 36 39 38 39နားနဲ့ကျဲအောင်မယ်နော်39 40 ကျဲဝအထင်းနဲ့ပြန်ထိုးလို့ရနော်ဒီနေ့ချိန်နေချိန်ဒီနေ့39 40 ဒီနောက်မှာ54ခုဖြစ်သွားပြီ။ကဲတော့ဒီလိုလေးပါ။နော်အခု54ခုအဲ့တော့ဟိုဘက်၄ချမ်းကိုလည်းပဲအဲ့လိုပဲ54ခုထိုးပြီးတော့ဆက်ပြီးတော့ထိုးကြလိုက်ပေါ့နော်ဒီလိုဆက်ပြီးတော့ထိုးသွားမှာ3ခုဒီလိုတစ်ပေါက်ကို3ချက်စီထိုးသွားလိုက်ပြီးတော့ပပက်လက်အကုန်ပြီးအောင်ထိုးခဲ့လိုက်ပါနော်